တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါမတ်လ3ရက်နေ့ကနေပြီးတော့မတ်လ9ရက်နေ့အထိအင်္ဂါသားသမီးတွေအတွက်ဟောစရန်ဖြစ်ပါတယ်နော်အင်္ဂါသားသမီးတွေကဒီရက်တွေမှာအစင်မပြေအလွဲအချော်လေးတွေများနေတတ်ပါတယ်ဟိုဟာလောက်ရတော့မလို့ဒီဟာလောက်ရတော့မလို့နဲ့အချိန်ကုန်သွားတတ်ပါတယ်သူများပြဿနာတွေမှာလည်းကြားညက်တတ်ပါတယ်နော်ဘာမဆိုစိတ်ရှည်တဲ့အခြေလေးတစ်ခုပါပဲလုပ်ငန်းသစ်စားတာတဖြည်းဖြည်းတိုးချဲ့တာစက်တူရှယ်ယာလုပ်တွေစာချုပ်လုပ်ငန်းတွေအလွန်ကောင်းမွန်တဲ့အခြေမျိုးဖြစ်ပါတယ်။ဇန်စီစေစာစက်ကူစာအုပ်စတဲ့အင်္ဂါနဲ့လုပ်ငန်းတွေကတော့အလုပ်ဖြစ်ပါလိမ့်မယ်။မထင်မှတ်ဖက်နဲ့အိမ်အလုပ်နေရာယာရုဆိုင်ငန်းအခွင့်အရေးတွေလည်းကြုံရတတ်ပါတယ်။နိုင်ငံခြားတဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းတွေအဆက်အသွယ်ကောင်းတွေလည်းရတတ်ပါတယ်။မိတ်ဆွေရင်ဆရာရင်းတွေကြောင့်စိတ်ညစ်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ငွေကံကတော့အတော်လေးနေနေပါတယ်။ငွေများများရှိရင်လည်းစီးပွားဝါးကတွေဖြစ်သွားတတ်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်နော်အိမ်တော်ရှင်တွေအတွက်ကတော့အစင်မပြေမှုတွေပြေလည်သွားပါလိမ့်မယ်ချစ်သူရည်စားများကတော့ဆုံးဖြတ်ရခက်တဲ့အကြက်အတဲမျိုးတွေကြုံတွေ့ရတတ်ပါတယ်ခင်ဗျာအဲ့တော့ဇာတာရှင်အနေနဲ့အင်္ဂါသားသမီးများအနေနဲ့အညံ့ခိုက်တွေပြောပြီးတော့ကောင်းတီချက်ဘုံဘုံကောင်းမလာအောင်ခလေးတွေကိုစာအုပ်စာတမ်းလှူဒန်းရင်းနဲ့လိုရာစုကိုတောင်းလိုက်ပါခင်ဗျာကဲအင်္ဂါသားသမီးများနောက်တစ်ပတ်မှာပြန်ဆောင်ကြပါမယ်ခင်ဗျာ